အားလုံးမင်္ဂလာပါဒီနေ့ကတော့ကဲမော်လေးကြော်မှာဖြစ်ပါတယ်မုန်းကျင်လေးနဲ့ကြော်မှာပါကဲမော်လေးပပလှိပါမယ်ကဲမော်မှာပါတဲ့အရည်လေးတွေကိုပေါ့နော်ခွာလိုက်ဒီဟာလေးတွေကကြော်တဲ့အခါဆိုစီပေါက်ထွက်တတ်ပါတယ်အရည်လေးတွေခွာပြီးကြော်ပါမယ်ခဏလေးပြပါမယ်ခုနပပလှိထားတဲ့ကဲမော်လေးကိုမုန်းကျင်လေးနဲ့နေပါမယ်မုန်းကျင်ထည့်ချပါမယ်ဒီလေးတွေကမုန်းကျင်လည်းရတယ်လူတွေကမှဒီလည်းရပါတယ်ရေးရည်လေးထည့်လိုက်မယ်ရေးရည်လေးထည့်ပါတယ်စားလေးနည်းနည်းထည့်တယ်ချွတ်မုတ်လေးနည်းနည်းထည့်ပါတယ်မြုပ်ကောက်မုတ်လေးနည်းနည်းထည့်ပါမယ်ရေလေးနည်းနည်းထည့်ချပါမယ်ရေလေးနည်းနည်းထည့်မယ်နည်းနည်းထည့်ပါမယ်ရေကတော့အမှန်မိထည့်ရတာပေါ့နော်ရေတအားကြီးကျဲဝိုင်းရင်လည်းကြော်တဲ့အခါမှာရေမုန်းကြီးမစေးတော့ဒီအနေလေးဆိုလို့ရှိရင်မှခုနလှီးထားတဲ့ကင်းမော်လေးထည့်ချပါမယ်ဒီလိုနေလေးဆိုတော့ကြော်လို့ရပြီပေါ့နော်ကဲခုနနေရာကင်းမော်လေးကိုကြော်မှာဖြစ်ပါတယ်စီလေးထည့်ချပါမယ်ဟိုကကြော်လို့ရှိရင်တော့လေစီတော့နည်းနည်းပေါက်တယ်ပေါ့နော်အဖုံဖုံးထားမှရကဲစီလေးလည်းဆူတာပြီဆိုရင်ခုနကတော့လှီးထားတဲ့ကင်းမော်လေးထည့်ချပါမယ်စီပေါက်တဲ့အတွက်အဖုံးလေးဖုံးထားပါမယ်ကဲကင်းမော်ကြော်လေးကတတဲတော့ရပါပြီဒီနေလေးဆိုဆယ်လို့ရပါပြီနောက်တစ်ထပ်ထပ်ကြော်ပါမယ်ဒီနေလေးဆိုရင်ဆယ်လို့ရပါပြီစားလို့အရင်ကောင်းတဲ့ကဲမော်ကြော်လေးတစ်ခွက်ရပါပြီအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်